ပြင်သစ်မှာဆိုရင် castle တွေအများကြီးရှိတယ်ပေါ့နော်ရဲတိုက်ပေါ့ပြင်သစ်လူကတော့ chateau လို့ခေါ်တာပေါ့နော်အင်္ဂလိပ်လူကတော့ castle လို့ခေါ်ပါတယ်အဲ့ဒီမှာရဲတိုက်တွေကကိုယ်ပိုင်ရဲတိုက်တွေလည်းရှိတယ်လို့ဒီလိုအစိုးရရဲတိုက်တွေလည်းရှိတယ်နောက်တစ်ခုအဲ့လိုမျိုးကမ္ဘာအမွေအနှစ်ဖြစ်သတ်မှတ်ထားတဲ့ UNESCO ကပေါ့နော်classic လုပ်ထားတဲ့ဟာတွေလည်းသမိုင်းအမွေအနှစ်ဖြစ်သတ်မှတ်ထားတာတွေလည်းရှိတယ်အခုကျွန်တော်တို့ရောက်နေတဲ့နေရာကကာတာဆိုတဲ့pays de Qatar ပေါ့နော်ဟိုတစ်ချိန်ခါက10ရာစုလောက်ခေတ်တုန်းကအဲ့ဒီမှာလူမျိုးတစုကာတာဆိုတဲ့လူမျိုးတစုကကြီးထွားခဲ့တယ်ကြီးစိုးခဲ့တယ်ပေါ့နော်အဲ့သူတို့လူမျိုးတစုကနေမှဒီရန်သူတွေကိုကာကွယ်ဖို့ဆိုပြီးတော့ဒီလိုခံတပ်ကြီးတွေစောက်ခဲ့ကြတယ်အခုချိန်မှာတော့သူတို့ပြုပြင်ထိန်းသိမ်းထားပြီးတော့ဝင်ကြီးတွေပြီးလေရတယ်ပေါ့နော်ကျွန်တော်တို့လေတဲ့အချိန်မှာရာသီဥတုကမကောင်းဘူးတောင်ကြားထဲကနေတက်လာတဲ့အချိန်မှာအဲ့လိုမြူတွေမှိုင်းပြီးတော့ပေါ့နော်အပေါ်ရောက်သွားတော့လေအရန်ကြီးကြီးလင်းလင်းမရှိဘူးလေတွေလည်းတိုက်တယ်အဲ့လိုမှုံမှိုင်းပေါ့အဲ့လိုရဲတိုက်တွေလေတိုင်းအမြဲတမ်းပကံကိုသတိရတယ်ပကံနဲ့တူရပေါ့နော်နောက်ပြီးရာစုတွေကလည်းအဲ့ဒီနီးပါးတွေပဲ17ရာစု12ရာစု10ရာစုကစခဲ့တယ်17 12အဲ့လိုရာစုတိုင်အောင်ထိသူတို့ရဲ့တမိုင်းကြောင်းရာဆိုရင်ကိုယ့်ရဲ့ပကံနဲ့အရင်နီးစပ်နေရပေါ့နော်ဒါတွေဆိုလို့ရှိရင်ခံတက်ရဲ့အပေါက်ကနေမှရန်သူကိုလှမ်းပြီးတော့ရန်သူကိုလှမ်းပြီးကာကွယ်တိုက်ခိုက်တဲ့နေရာတွေပေါ့နော်ဒါတွေဆိုလို့ရှိရင်လည်းအောက်ထပ်မှာခန်းတွေအများကြီးရှိတယ်ဒါကတော့ပတ်ချလေပတ်လန်းကနေမှတက်တာပေါ့နော်ဟိုမှာမြူရီနဲ့မှိုင်းပြီးတော့ကြောက်တွေပေါ်မှာထွင်းပြီးတော့သူကစောက်သွားတာပေါ့အခုချိန်မှာတော့တစ်သားတွေနဲ့ဘေးကကာထားပြီးတယ်ကျွန်တော်တို့လည်းပတ်ချင်ရာသီဥတုမကောင်းဘူးလက်ပုံဗီဒီယိုရိုက်ရတာတိတ်မကောင်းဘူးပေါ့နော်နေရာဒီမှာသွားလိမ့်မယ်ဆိုရင်တော့အရန်ပူမှာပါဘာကြောင့်လို့လဲဆိုတော့ကြောက်တောင်ပေါ်တက်ရတဲ့လမ်းကြောင်းကနေပူပြင်းပြင်းမှာတက်ရတယ်ပေါ့နော်ဒီသူ့ရဲ့ဒီရဲတိုက်ရဲ့ပုံစံကြီးကရှေးလျားကြီးပေါ့နော်အကျယ်ကတိတ်မကျယ်ဘူးရှည်လျားတယ်ပေါ့နော်ဒီပုံစံကတော့အတွင်းပိုင်းနဲ့ပေါ့နော်အတွင်းပိုင်းမှာမှသူကအထက်တွေနဲ့လေအပေါ်ကိုတက်သွားတာအဲ့လိုမျိုးဒီဘက်ကညာဘက်ချင်းကတဘာဝကြောက်တွေပေါ့နော်ဒီဘက်ချင်းကတော့သူကနံရံတွေကိုအဲ့ကြောက်တွေကိုထွင်းထူပြီးတော့မှနံရံတွေလောက်တာခုချိန်ဆိုတာကြောက်တွေပြိုကျထားတဲ့အနေထားတွေပေါ့နော်မရှိအနေထားမြင်းကြီးပဲအပေါ်ကနေလှမ်းကြည့်ရတာလေဘာမှတော့မမြင်အောင်တကယ်နေတာတဲ့အချိန်ဆိုလို့ရှိရင်ဒီရှက်တိုကနေမှကာကက်ဆွန်ဆိုတဲ့အရန်ကိုမှနာမည်ကြီးပြီးတော့ရဲတိုက်ကြီးပေါ့နော်ကဘာတမိုင်းမှာဆိုရင်ထင်ရှားရှိတဲ့ကာကက်ဆွန်ကိုလှမ်းမြင်ရမယ်အခုကတော့ကျွန်တော်တို့ကဒီတိမ်နေထူနေလို့မမြင်ရဘူးပေါ့နော်လေပွင့်လာနိုးဆောင်ရင်းနဲ့အပေါ်မှာပဲလေတွေတိုက်ပြီးတော့ချမ်းလာတော့နေထွက်လာတဲ့အချိန်ကြီးမဆောင်တော့ဘဲနဲ့တဖြည်းဖြည်းချင်းနဲ့ပြန်ဆင်းလာကြတာပေါ့လေခွင့်ခါတာရင်တော့ဒီပေးကတာရှက်တိုး၅ခုကိုတော့လေပတ်ချင်သေးတယ်အခုတော့၃ခုမြောက်လေပြီးသွားပြီပေါ့နော်2ခုကျန်ပါသေးတယ်ပြန်လဲတင်ပြပေးမယ်နော်